ဒီနေရာတော့လက်တွေ့အစင်းပဲစာတွေ့ပြီးတော့လက်တွေ့နော်ဘယ်လိုခံစားရလဲလက်တွေ့စင်းလဲ ရင်းစိတ်လို့ရှား โอเค စိတ်ပြောပါလေအကုန် ကြည့်ကြတာပါနော် ဒါပေမဲ့အင်းရဲ့အချိုးစားအရာဆိုရင်တော့နည်းနည်းစိတ်ရှုပ်လေးတွေရှိတယ် လက်တွေ့ဒီထလိုက်မနေ့က CPR လိုမျိုးဒီကိုလုပ်ပြီးမယ်ဒါတော့ဒီလိုရှိတယ်ဘယ်လို ground ကျိုး ခေါင်းကလေးလေးပြောပြီးတော့ ပေါ့လား โอเคဟောပေါ့တော့တော့မဟုတ်တော့ ကို ဘယ်တော့အခုကလည်းဟိုတော့တမ်းနေတယ်ဟိုကဒါကိုတော့ တစ်ခွဲ အဲ့ဒီအစိမ်းလေးကိုသူဟိုဘက်ကထိုးရတာအပေါ်က စင် မရဘူးလားရတာမလားကိုမစဲရသေးမလားဆော့ကတ်မလားဟောတော့ ဒီလာမကျိုးလေး ဟုတ်မလား ဒါကျွန်တော်တို့လာပြီးပါပြီကျွန်တော်လာရ sweet တစ်ခုနဲ့ပလပောက်နှစ်ခုဒီလာတော့ရှုံတာလူတွေဒါစီလိုင်းရောကန်ချာလိုင်းရော Thank you for you brother thanks for finishing our class wow that's cool this one new one yeah damn all these stuff for you ငါရက်တွေမှာပညာလဲရသလိုပြင်းနေပစ္စည်းပါရမသိပတ်ဆက်အဲ့လိုပါကျွန်တော်ရှိုးလိုက်မယ်နော်ကဲကျွန်တော်ငါလို့ရပြီနော်ဘယ်အိမ်မီးလောင်ရှင်လဲဆိုတော့ဝေါမင်းနော်ဒီတစ်ခါစဉ်စည်းကြီးမှာသိလားဆုံးရောချက်ပါoh wow ရပြီကဲပစ္စည်းရပြီဆိုတော့ပြင်ဖို့ပဲလို့မယ်ငါရက်တွင်ဒီလိုတွေလည်းရတယ်ပညာလည်းရတယ်မစိုးနော်အခြေခံလေးတွေနည်းနည်းရတော့မိုက်တယ်